မရှိရဲ့ရမအချစ်တော်ဝေးတဲ့ချိန်မှာလွန်မိများတဲ့တို့တစ်ယောက်တည်းပေးထားတဲ့ကလေးနဲ့သစ္စာလက်ထက်မှာငေးမော်ရင်သာမင်းနဲ့တို့ကြောင့်လေးတွေကလွန်ပြလေးတော့ပြတယ်လို့ရမေကနေလေနေရဲ့စိတ်နဲ့ရှင်သန်စေပါပဲတွေ့ပွေခြင်းတို့တမ်းမှန်နေ